အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ KG Creator ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော် shader လေးတစ်ခု review ပေးသွားမယ်ပါနော်ဘရိုနဲ့ကျွန်တော် shader လေးကိုကျွန်တော်ဒီကိစ္စချင်းမှာချပေးတာ shader လေးကိုနေဒီလိုပြောတာလေးပေါ်လိုက်ပါမယ်ဘရိုနဲ့ဒီမှာပေါ့နော်ဒီတော့လေးကိုနေပြီးဒီမှာပေါ့နော်ဒီမှာရိုးမြင်လာ copy တာပုံစံလေးကျွန်တော်မှာဘယ်မှာလို့ဖြစ်နေအဲ့ဒါတော့တစ်ချက်နေပါကျွန်တော်ကတော့နေပြီးပြီပေါ့နော်အဲ့ဒါလည်းနေရကောနော်ဒီလိုလေး copy တာမျိုးလေးဖြစ်တယ်မိုက်တယ်အဲ့ဒါလေးနေပြီးဒီလိုလေးဆွဲကြမှာအဲ့ဒီထပ်ပိတ်တဲ့ဆုံးဒီမှာပြေးလာအဲ့ဒါလေးဘရိုနဲ့တောင်းလိုက်ပါဟုတ်ကဲ့ပါတောင်းလိုက်ပါ okay တောင်းဒါပြီးရင်ဘရိုအနေနဲ့တောင်းပြည့်ပြသွားပြီမလားဒါပြီးဆိုရင်ဘရိုအနေနဲ့ဒီဆက်လေးလိုပါတယ်အဲ့ဒါလေးထည့်အောင်တစ်ချက်ဝေးပါပြီးတာနဲ့ဒီမှာတောင်းဖိုင်ပေါ့နော်တောင်းဖိုင်လေးသွားပါပြီးရင်အောင်ပါပေါ့နော်အဲ့ဒီဟိုကလေးကိုဒေါက်တာတဲ့ဟာလေးလိုက်ရှာပါဒီထဲမှာနားလေဒီမဲ့ပေါ့နော်မြင်ပြီကွာဘယ်မှာလဲဆိုတော့အော်ဒီမှာနည်းနည်းလေးဆွဲ okayတွေ့ပြီပေါ့နော်ဒီဟာလေးပေါ့နော်မှန်လားโอเคမှန်တယ်ပေါ့နော်အဲ့ဒါလေးကိုဘရိုနဲ့ copy လေးတစ်ချက်ယူလိုက်ပါပြီးတာနဲ့ထည့်ရလဲနေပြီဒီကိုသွားပါပြီးရင်လည်းဘရိုနဲ့ဂေးတဲ့ကိုသွားပါပေါ့နော်ကျွန်တော်လည်းပြောပြဒါကတော့ဘရိုနဲ့ဂေးတဲ့ကိုသွားပါပြီးတာနဲ့ဒီမှာပေါ့နော်အဲ့ဒါလေးသွားပါပြီးပြီးတာနဲ့ကျွန်တော် pro မှာလောင်းဒီမှာလောင်းပဲပေါ်ရင် micro ဆိုတာလေးလောင်းပဲပေါ်ရင်ဒီတောက်လေးကိုနှိပ်ပါပြီးရင် setting ကိုနှိပ်ပြီးဒါလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးဒီလိုလေးဖြစ်နေတယ် pro တို့ဒါလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ဖွင့်ပေးလိုက်ပါဒါဆိုရင် pro အနေနဲ့ဒီမှာ micro ဆိုတာလေးလောင်းပေါ်လိုက်မယ်ပေါ့နော်အဲ့ဒီ micro လေးကိုတွားလိုက်ပါပြီးတာနဲ့ဒီမှာပေါ့နော်ရှေ့တော့ပတ်ဆိုတာရှိမယ်အဲ့ဒါကိုတွားပြီးရင်ကိုဒေါက်လာတဲ့ဟာလေးကိုဒီမှာချလိုက်ရင်ရပါပြီဒီကလည်းလဲဟာလေးနေပြီးဒီကလည်းမှချက်ပြီးလဲဟာလေးနေရင်ရပါပြီကျွန်တော်နေကတော့ထည့်ပြီးသားဆိုတော့အော်ဟာလေးနေတယ်ပါမယ်ဟုတ်ကဲ့ပါဒီလိုလေးရသွားပါလိမ့်မယ်ပြီးရင်တော့ရပါပြီဘရိုနေနဲ့โอเคဘရိုနေနဲ့ရပြီဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတော့ဟိုတဲ့ဝင်ပါโอเคဟိုတဲ့ဝင်ပါဘရိုတဲလို့ကြတဲ့ဝင်ပါโอเคကျွန်တော်တို့ဝင်လိုက်ပါမယ်ဟိုထဲကပြန်တွေ့ပါမယ်โอเคဘရိုနဲ့ဝင်ပြီဆိုရင်ဒီရလေးကိုတွားရပါတင်ပါလဲမသိဘူးအဲ့ဒါလေးတွားပြီးဘရိုနဲ့ဗီဒီယိုစတဲ့လေးကိုတွားပါပြီးရင်နေရှေ့တော့ဝင်ပြပါမယ်ဟုတ်ကဲ့ပါခဏလေးစော့ပေးပါကျေးဇူးပြုစုနေနဲ့โอเคဒီလောက်ပြီးတောင်းရတဲ့ဝေတာကတော့မြန်တယ်ပေါ့နော်အော်တင်းလို့ရတော့ကြားတယ်ပေါ့နော်ဒါကြောင့်ဟိုလောက်ပြီးတောင်းတော့ပဲဘို့ဝင်ပြလိုက်ပါမယ်မြန်အောင်လို့နေပါအရင်ကိုစူးညံပါတယ်ဟုတ်ကဲ့ပါဒါလေးပြတ်ပဲဘိုးနဲ့စော်ပါသူ့မှာကတော့မြန်တယ်ပေါ့နော်တရားပြတ်ပါပြီကျွန်တော်တို့ဝင်တော့ပြီပေါ့နော်လို့ဝင်တော့ပြီပေါ့နော်โอเคရောက်ပြီ what the heck အဲ့တော့ဘိုးနဲ့အဲ့တော့လိုက်မယ်wow ဒီလိုမိုက်ရရှိတာလေကျွန်တော်နဲ့ဖုန်းလေးလေးမှာရမ်းအဆင်ပြေတယ်ပေါ့နော်ဟိုကျွန်တော်မအင်ဆိုတော့ထည့်တယ်ပေါ့နော်ခဏလေးရှည်တာထည့်တာလို့အင်ဆိုတော့ထည့်တယ်ပေါ့နော်ဘိုးနဲ့နည်းနည်းလေးโอเคခဏလေး
နာထင်းနေလို့ပေါ့နော်ခဏလေးဘလို့ပြရမယ်ကျွန်တော်ဖုန်းနေတယ်လို့ဘလို့ပြောရတယ်နော်အဲလိုထေးတာပါဟုတ်ကဲ့ပါစတဲ့တဲ့ဝင်ခဏလေးထွက်လိုက်မယ်โอเคရပြီပေါ့နော်ဒီမှာတစ်ချက်ရှိုးဘလို့နေအော်ဘလို့ရတယ်အဲ့ဒါကျွန်တော်ဖုန်းကနေလို့ထေးတာပါပြီးရင်ရသွားလိုက်ပါမယ်ဟုတ်ကဲ့ပါဟိုနည်းနည်းလေးထေးတယ်ဟာဝါဒီမှာလေးဝါနဲ့တလူလေးဖြစ်နေတယ်ဘလို့အဲ့ဆိုတော့ကျွန်တော်ဖုန်းနေလို့ပေါ့နော်